တွန်းလက်ကြီးရဲ့အလယ်မှာရဲချန်တယောက်ခြေဥတရာလျှောက်သွားနေရင်တချိန်ကသူတို့ချစ်သူနှစ်ယောက်ကြီးနုခဲ့တာတွေကိုပြန်စဉ်းစားနေတော့ကောင်းကင်ဘောကနေတောက်ပတဲ့အရာတစ်ခုပြုတ်ကျလာခဲ့ပါတယ်။အနိကသွားကြည့်လိုက်တော့စစ်မှန်မီတောက်ဖြစ်နေခဲ့ပြီးသူသားအမျိုးတွေမပျက်စီးပဲနှက်ချင်ချင်နိုင်အောင်မယ်ဆိုရင်စစ်မှန်မီတောက်ကိုတန်းယူပြီးသူတို့အချင်းချင်းအားကိုးလို့ရနိုင်တယ်လို့ဝမ်းနဲ့စာပြောဆိုနေပါတယ်။ဒီချိန်မှာပဲစစ်မှန်မီတောက်ဟာသူ့အလိုလိုလှုပ်ရှားလာပြီးရဲချန်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားကပျက်စီးသွားတဲ့အမျိုးတွေကိုလည်းအရင်ကထပ်တမ်းမှအောင်ပြုပြင်ပေးလိုက်ပါတယ်။စစ်မှန်မီတောက်ပြုတ်ကျလာတဲ့လှုပ်ရှားမှုကကြီးတော့အနီးနားအတိုင်းရဲ့မိစ္ဆာတွေရောက်ရှိလာပြီးရဲချန်ကိုတိုက်ခိုက်ဖို့ပြေးလာတဲ့အချိန်မှာစစ်မှန်မီတောက်ကကာကွယ်ပေးလိုက်တာကြောင့်တိုင်းရဲ့မိစ္ဆာတွေလည်းတိတ်ဆုံးသွားကမီတောက်ရဲ့အပူဒဏ်ကြောင့်အလူးလဲနာကျင်နေတဲ့ရဲချန်လေးတတိမိသွားခဲ့ပါတယ်။သူတတိရလာတဲ့အခါမှာအမျိုးတွေပင်လေကအရင်အတိုင်းခုံးမင်ပုံမှာပဲရှိနေပြီးအတွေ့အားကတော့ချီဆူဆောင်ခြင်းအဆင့်တစ်ကိုကြာသွားခဲ့ပါတယ်။အပြင်ဘက်ကနေသူ့ကိုကယ်ခဲ့တဲ့မြေဖိုးနှစ်ယောက်ကထမင်းစားဖို့လှမ်းခွန်လိုက်ပြီးဘယ်ကိုင်းကကြင်ကြံသူလေးလို့မေးလိုက်တော့သူဟာတကူတော့ကြင်ကြံသူဖြစ်ပြီးဂိုင်းလည်းမရှိဘူးလို့ဆိုလိုက်ပါတယ်။ငယ်ရွယ်ပြီးလားလာရှိတဲ့အချိန်မှာကြင်ကြံတဲ့ဂိုင်းလေးတစ်ခုတော့မရှိလို့နှမျောစရာပဲလို့ပြောနေတော့သူတို့ကိုအမြဲအနိုင်ကျင့်နေတဲ့ဟန်ရွက်ဂိုင်းကကြံထောင်းရောက်ရှိလာခဲ့ပါတယ်။ကြံထောင်းဟာတစ်ချိန်ကအဖိုးကြီးရဲ့တပည့်ဖြစ်ခဲ့ဖို့ပြီးအဖိုးကြီးစီကသူလိုချင်တဲ့ပစ္စည်းကိုမပေးမချင်းခဏတိုင်းပြဿနာလာရှာခဲ့ပါတယ်။ဒီတစ်ခါလဲသူလိုချင်တဲ့ပစ္စည်းကိုအလွယ်တကူထုတ်ပေးဖို့ပြောဆိုရင်အနိုင်ချင်းရိုက်နေတော့ရဲချန်ကဝင်ရောက်တားဆီးလိုက်ပါတယ်။ချီဆူဆောင်ခြင်းအဆင့်တစ်နဲ့သူရဲကောင်းလှုပ်ပြီးကူညီမလို့လားလို့အထင်သေးစွာပြောဆိုရင်စတင်တိုက်ခိုက်ပါတော့တယ်။ရဲချန်ကစစ်မှန်မိတောက်ရှိတဲ့အတွက်လက်တစ်ဖက်ထဲနဲ့ပဲကြံထောင်းကိုအနိုင်ယူကလူတွေလုံနေတာကိုဖျားတခင်ရကြည့်နေတာကြောင့်ကုသိုလ်များများတာလှုပ်ဆမ်းမှလို့ဆုံးမပေးပြီးချန်ပီယံကိုလွန်ပြလိုက်ပါတယ်။ကြံထောင်းကဘာလို့ဒီလောက်ရိုင်းဆက်ဆက်ဆန်နေရလဲလို့မေးလိုက်တော့သူဟာအရင်ကဟန်ရွက်ကရဲ့အကြီးအကဲဖြစ်ပြီးအမားတစ်ခုလှုပ်ခဲ့မိတာကြောင့်အရင်ကအကြောင်းတွေကိုသူပြမပြောချင်လို့သူကိုဆက်မမေးတော့ဖို့တောင်းဆိုလိုက်ပါတယ်။ရဲချန်ဟာအလားအလာရှိတဲ့အတွက်ဂိုင်းတစ်ခုလိုအပ်တာကြောင့်ဟန်ရွက်ဂိုင်းမှာအလုတ်တင်တပည့်အနေနဲ့သူကူညီပေးနိုင်တယ်လို့ဆိုကစားတစောင်ရေးပေးလိုက်ပြီးဟန်ရွက်ဂိုင်းကိုဆီလွတ်လိုက်ပါတယ်။ဟန်ရွက်ဂိုင်းကိုရောက်တဲ့အခါမှာအဖိုးကြီးပေးလိုက်တဲ့စားကိုထုတ်ပေးလိုက်ပြီးတပည့်ခံမှုရောက်လာတာလို့ဆိုလိုက်ပါတယ်။အကြီးကဲတယောက်ကစားကိုပြချဖတ်ကြည့်လိုက်ပြီးရဲချန်ရဲ့ဆရာဘယ်လိုလုပ်ချင်လဲလို့တခြားကြီးကဲတွေကိုမေးလိုက်ပါတယ်။အသက်20အရွယ်မှာအခုမှချီဆူဆောင်ခြင်းအဆင့်တစ်ပဲရှိတာကြောင့်ရဲချန်ကိုချမ်းရန်တောင်တခင်ကသူလက်မခံနိုင်ကြောင်းပြောပြီးထွက်သွားပါတယ်။တီရန်တောင်တခင်နဲ့ရန်ရန်တောင်တခင်ကလည်းအမိုက်ကောင်တွေကိုသူတို့ရဲ့တပည့်အဖြစ်လက်မခံနိုင်ဘူးလို့ဆိုခါသူ့ရဲ့ရည်ချင်းကအလုတ်တင်တပည့်အဆင့်ပဲရှိတာမို့အလုတ်တင်တပည့်အနေနဲ့ပဲထားဖို့ပြောဆိုပြီးထွက်သွားပါတယ်။ရဲချန်ကသူ့ကိုအထင်သေးခဲ့တဲ့လူတွေဟာတနေ့ကျရင်နောက်နှရနိုင်မယ်လို့ကြီးကဲချင်းကြီးကိုပြောဆိုလိုက်ပါတယ်။ကြီးကဲချင်းကြီးကစူးစမ်းပြီးဒီဇိုင်းမမှန်ကြည့်ကြံမှုနဲ့စိတ်ထားကောင်းကောင်းထားဖို့မှာကြကအလုတ်တင်တပည့်တက်တေကန်ကြောက်စိမ့်များကိုပေးပြီးကိုကာကွယ်ဖို့အတွက်လက်နက်တစ်ခုလည်းပေးမယ်လို့ဆိုကလက်နက်ထားရှိတဲ့အဆောင်ကိုခေါ်သွားလိုက်ပါတယ်။လက်နက်ဆောင်ကိုရောက်တော့လက်နက်ဆောင်ကအကြီးကဲကပထမတက်ကိုသွားပြီးသူနဲ့လိုက်ဖက်တဲ့ဝိညာဉ်လက်နက်ကိုရွေးဖို့ဆိုလိုက်ပါတယ်။ပထမတက်မှာအဖိုးတန်ဝိညာဉ်လက်နက်တွေအများကြီးရှိနေပြီးပထမဆုံးရွှမ်းလုံအဖိုးတန်တာကိုတွေးလို့ဆွဲထုတ်လိုက်ပါတယ်။ဒါကိုဆွဲထုတ်ပြီးချင်းဓာတ်ကကျူးသွားခဲ့တာကြောင့်ကြည့်လိုက်ရင်အရန်မိုက်တဲ့ဖိုးတန်တာကအချက်ထိလိုက်ုံနဲ့ပျက်စီးသွားတာကြောင့်သူနဲ့မလိုက်ဖက်တာများလားလို့ဆိုကစိတ်ပြတ်သွားပါတယ်။နေ့တဝက်ကျိုးလို့ညနေဆောင်ရောက်တဲ့အချိန်ထိသူနဲ့လိုက်ဖက်တဲ့ဝိညာဉ်သားရှာမတွေ့တာကြောင့်သူကံပါမလာတာလားလို့တွေးနေတော့ခန္ဓာကိုယ်တွေကနမီတောက်ထွက်လာခဲ့ပြီးကောင်းကင်နန်းတော်ဓာတ်ရှိရာစီလမ်းညွှန်ပေးလိုက်ပါတယ်။ဓာတ်ကိုထိလိုက်တဲ့အချိန်မှာဓာတ်ရဲ့ကိုယ်ပိုင်ကဘာထဲရောက်ရှိသွားပြီးသူ့တခင်အစ်ဖြစ်တတ်မှတ်စေချင်ရင်သူ့အနိုင်တိုက်ရမယ်လို့ဓာတ်ဝိညာဉ်ကဆိုလိုက်ပါတယ်။ရဲချန်ကလည်းဒါဆိုရင်ဒီဓာတ်ကသူ့အပိုင်ဖြစ်ပြီလို့ဆိုကဓာတ်ဝိညာဉ်နဲ့စတင်တိုက်ခိုက်ပါတော့တယ်။သူ့ရဲ့အဆင့်ကချီဆူဆောင်ခြင်းအဆင့်ပဲရှိတာမို့ဝိညာဉ်ဓာတ်ကိုမရှင်နိုင်ပဲရှုံးနေသွားတော့မယ့်အချိန်မှာနမီတောက်ကကူညီခဲ့တာကြောင့်ဓာတ်ဝိညာဉ်ကိုအနိုင်ရကကောင်းကင်နန်းတော်ဓာတ်ရဲ့တခင်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်ဓာတ်ကိုထမ်းပြီးအောက်ထပ်ကိုဆင်းလာကအကြီးကဲကိုသူ့ကိုယ်ပိုင်ဓာတ်ဝိညာဉ်ရလာခဲ့ပြီလို့ဆိုလိုက်ပါတယ်။အကြီးကဲချင်းကြီးကသူ့ရဲ့ကြင်ကြံမှုနဲ့ဒီလောက်လေးရဲ့ဓာတ်နဲ့ကြင်ကြံတာဟာသူ့အတွက်ခက်ခဲနိုင်လို့နောက်တစ်လက်လေးဖို့ပြောဆိုလိုက်တော့ရဲချန်ကလည်းဓာတ်ဝမြောက်ကသူကြင်ကြံနိုင်တယ်လို့ဆိုပြီးတကွက်ပြလိုက်ပါတယ်။နန်းနက်ဆောင်ကအကြီးကဲကလည်းဒီကောင်းကင်နန်းတော်ဓာတ်ဟာသူ့စီမှာရှိရာနှစ်တရာကျော်ရှိနေပြီဖြစ်ပြီးအခုတခင်အစ်ရသွားတော့ကံတရားအတိုင်းမဲ့လို့ဆိုကဓာတ်နဲ့ကောင်းကောင်းလေ့ကျင့်မှုနဲ့အပြင်းမကြီးဖို့ကိုလည်းမှာကြားလိုက်ပါတယ်။နန်းနက်ဆောင်ကထွက်လာပြီးနောက်သူ့အရင် EH နဲ့ကြောက်ခန်းတို့ကဟန်ရွက်ကိုင်းစီရောက်လာတာကိုမြင်တွေ့လိုက်ရပါတယ်